ဟုတ်ကဲ့သမီးလေးက latest start အလေးကိုအသုံးပြုပြီးရဲ့နောက်ပိုင်းမှာပေါ့နော်သူကအင်္ဂလိပ်စာကိုမကြောက်တော့ဘဲနဲ့ဒီအင်္ဂလိပ်စာပေါ်မှာသူပျော်ရွှင်လာတယ် latest start အထဲမှာပုံမှန်စာသင်နေတာမျိုးမဟုတ်ဘဲနဲ့ကလေးတွေအကြိုက် game လေးတွေတချင်းလေးတွေနားထောင်ရတာဖြစ်တဲ့အတွက်ပေါ့သူကအမြဲတမ်းလှုပ်ဖြစ်တဲ့အတွက်အင်္ဂလိပ်စာကိုတိုးတက်လာတယ်လို့မြင်မိပါတယ်ရှင်အားလုံးပဲမင်္ဂလာပါရှင်ဒီမှာကတော့မီလီစုဝတီလင်းထားရဲ့မမေတော်ဖြူဖြူသူဖြစ်ပါတယ် latest start application လေးကိုခရမ်းမျိုးကနေသင်ကြားနေတာဖြစ်ပါတယ်ဟုတ်ကဲ့ latest start app လေးကိုဘာကြောင့်အသုံးပြုရလဲဆိုတော့သမီးကတခြားအချိန်တွေမှာဆိုလို့ရှိရင် YouTube တွေ game တွေကြည့်တယ်ပေါ့နော်အဲ့ဒီအချိန်တွေထက်ဆိုင်ပေါ့နော်ဒီ latest start app လေးကိုအသုံးပြုခြင်းအပြင်အဲ့ဒီမှာကလေးတွေကြိုက်နေတဲ့တချင်းလေးတွေ activity လေးတွေ game လေးတွေပါတယ်ပေါ့နော်အဲ့ဒါလေးတွေပါတဲ့အတွက်သူတို့ကလည်းစိတ်ဝင်စားတယ်အဲ့ဒါကြောင့်မို့ latest start app လေးကိုရွေးချယ်ဖြစ်သွားတာပါlatest start အထက်မှာသမီးဒိန်းတွေလည်းဆော့ဖြစ်တယ် machine တွေလည်းတော့ဖြစ်တယ် machine တွေလည်းနားထောင်ဖြစ်တယ်အဲအကြောင်းမလို့သမီးဒီ latest start ကိုလည်းကြိုက်ပါတယ်ဟုတ်ကဲ့သမီးလေးက latest start အလေးကိုအသုံးပြုပြီးရဲ့နောက်ပိုင်းမှာပေါ့နော်သူကအင်္ဂလိပ်စာကိုမကြောက်တော့ဘဲနဲ့ဒီအင်္ဂလိပ်စာပေါ်မှာသူပျော်ရွှင်လာတယ် latest start အထဲမှာပုံမှန်စာသင်နေတာမျိုးမဟုတ်ဘဲနဲ့ကလေးတွေအကြိုက် game လေးတွေတချင်းလေးတွေနားထောင်ရတာဖြစ်တဲ့အတွက်ပေါ့သူကအမြဲတမ်းလှုပ်ဖြစ်တဲ့အတွက်အင်္ဂလိပ်စာကိုတိုးတက်လာတယ်လို့မြင်မိပါတယ်ရှင်ကဲဖေဖေမေမေတို့အနေနဲ့မိမိတို့ရဲ့တသားမိမိလေးတွေကိုပေါ့နော်အင်္ဂလိပ်စာစတင်မယ်ဆိုရင် latest start အနေနဲ့အရင်ဆုံးရိုင်းနေတယ်လို့အကြံပြုချင်ပါတယ်။ဘာလို့လဲဆိုတော့ဒီ app လေးထဲမှာကလေးတွေကစာသင်တာကြီးပဲမဟုတ်ဘဲနဲ့ game လေးတွေတချင်းလေးတွေတခြား activity လေးတွေပါအတွက်သူတို့စိတ်ဝင်စားတဲ့အတွက်အင်္ဂလိပ်စာကိုမကြောက်ရွံ့ဘဲနဲ့သူတို့ပျော်ရွှင်စွာသင်နိုင်ပါတယ်။အဲဒါကြောင့်မလို့ကျမအနေနဲ့ကတော့ latest start app လေးကိုရွေးချယ်သင့်ပါတယ်လို့အကြံပေးချင်ပါတယ်ရှင်။ဟုတ်ကဲ့ကျေးဇူးတင်ပါတယ်။ Welcome to Little Stars, an English language learning app for kids.